အားလုံးမင်္ဂလာပါခင်ဗျာယခုတင်ပြမယ့်အကြောင်းအရာကတော့ရှေးအောင်လူတွေသမားဘဝအထူးစံစံတွေ့ကြုံများတဲ့ကကျွန်တော်တို့ပကံရဲမှုဒေသကိုကမ္ဘာအမွေနဲ့ရရှိဖို့အတွက်2016ခုနှစ်ကမြေပြင်ကွင်းစင်းသွားခဲ့တော့ကပကံအိတ်တာမှာတွေ့ကြုံခဲ့ရတဲ့အတွေ့အကြုံလေးကိုတင်ပြသွားမှာဖြစ်ပါတယ်ကျွန်တော်တို့ပကံရဲမှုဒေသကိုကမ္ဘာအမွေနဲ့ရရှိဖို့2016ခုနှစ်လောက်ကလေးကမြေပြင်ကွင်းစင်းစူးစမ်းခဲ့ကြရတာဖြစ်ပါတယ်အဓိကကတော့ကမ္ဘာအမွေနဲ့အဖြစ်တင်သွင်းမဲ့ပကံရှေးအောင်နယ်နမိတ်တွေကိုသတ်မှတ်ဖို့ပဲဖြစ်ပါတယ်ပကံဟာဖျားတဆူနဆူလည်းမဟုတ်ပါဘူးဖျားစီရီပထိုးနဲ့အခြားရှေးအောင်နေရာစုစုပေါင်း3000ကျော်ရှိပါတယ်ဒါကြောင့်ပကံကိုကမ္ဘာအမွေနဲ့တင်သွင်းဖို့ရာနမိတ်သတ်မှတ်ချက်နဲ့ digital မြေပုံတွေအတွက်မြေပြင်ကွင်းစင်းလုပ်ငန်းတွေအများကြီးလှုပ်ဆောင်ရပါတယ်ဒီလုပ်ငန်းတွေလှုပ်ဆောင်မှုရာ GIS နည်းပညာဟာလွန်စွာအရေးပါတဲ့လုပ်ငန်းရပ်ဖြစ်ပါတယ်ဒါကြောင့်ဌာနတွင်းက GIS နည်းပညာကိုစနစ်ကိုလှုပ်ဆောင်နိုင်တဲ့ GIS team အပြင်ဌာနကမဟုတ်ပဲအခြားနည်းပညာတက္ကသိုလ်က GIS ပညာရှင်ဆရာတို့ကပါဝိုင်းဝန်းကူညီပေးခဲ့ကြရတာဖြစ်ပါတယ်ကမ္ဘာအမွေနဲ့ရယူဖို့အတွက်ဘယ်လိုလုပ်ငန်းတွေအဆင့်ဆင့်လှုပ်ဆောင်ရမယ်ဆိုတာကို2014ခုနှစ်မြန်မာနိုင်ငံရဲ့ပထမအဆုံးကမ္ဘာအမွေနှစ်ရရှိခဲ့တဲ့ပြူမျိုးဟောင်း၃မျိုးရဲ့အတွေ့အကြုံများကလည်းကျွန်တော်တို့အဖို့များစွာတန်ဖိုးရှိလာပါတယ်။ဒါကြောင့်ကျွန်တော်တို့ကပကံဒေသအတွက်3နှစ်လောက်ကြိုပြီး GIS မြေပြင်ကွင်းစင်းလုပ်ငန်းများအတွက်ပကံကိုလာရောက်လုပ်ကိုင်နေရခြင်းဖြစ်ပါတယ်။ကျွန်တော်အပါဝင်ပြည်မ GIS ပညာရှင်ဆရာတဦးနဲ့ကျွန်တော်တပည့်တယောက်ကအထက်ပါလုပ်ငန်းများကိုလှုပ်ဆောင်မှုရာပကံဌာနခွဲမှာရှိတဲ့အိဒါမှာတဲခုဖို့ရာအကြောင်းဖန်လာပါတော့တယ်ပို့ပြီးအကြောင်းဖန်လာတာကတော့လွန်ခဲ့တဲ့10နှစ်ကာလကကျွန်တော်တယောက်တည်းတဲခုခဲ့ရပြီးဟိုလိုဒီလိုဟိုတန်ဒီတန်ကြားတယ်လို့6တယ်လို့6တယ်လို့ဖြစ်ခဲ့ရတဲ့အခါမှာတိုက်ဆိုင်ပြန်လေတဲခုခဲ့ရတာပဲဖြစ်ပါတယ်တို့ပေမဲ့ဒီတခါတော့ကိစ္စတိတ်မရှိပါဘူးမိမိတူထဲမှာမဟုတ်တာပဲအဖော်နဲ့အပေါင်းနဲ့မှုစိတ်ထဲကကဲလာစမ်း6ဆန်းလို့အကဲဆန်းခြင်းနေမိပါတော့တယ်ထုံးစံအတိုင်းကျွန်တော်တို့သုံးစကားတစ်ပြောနဲ့ညင်းနေတဲ့အထီမအိပ်ဖယ်ထွေးရလေးပါအပြင်အလုပ်ကိစ္စများပါပြောဆိုကြရင်အိယာဝင်ခဲ့ကြပါတယ်ကျွန်တော်ကဒီခန်းရဲ့အကြောင်းကိုသိနေပေမဲ့ကြံနှစ်ယောက်ကိုကျွန်တော်ဒီခန်းနဲ့ပတ်သက်လို့လုံးမျှမပြောပါဘူးကျွန်တော်ကတော့သတိထားပြီးအိပ်ပါတယ်ကြံနှစ်ယောက်ကတော့အကြောင်းမသိလို့ထင်ပါတယ်သူတို့ကြည့်ရတာပုံမှန်ပါပဲဒီလိုနဲ့ကျွန်တော်တို့၃ယောက်သာရှေ့သင်းနောက်ဆင်ဆိုသလိုအိပ်ပျော်သွားကြပါတော့တယ်မနေ့2နာရီခွဲ3နာရီလောက်ထင်ပါတယ်ကျွန်တော်တို့3အောင်လုံးရှေ့စဉ်နောက်စဉ်ဆိုသလိုအိယာကလန့်ပြီးနိုးလာကြပါတို့ပေမဲ့နိုးလာတဲ့ပုံစံကပုံမှန်မဟုတ်ပါဘူး3အောင်စလုံးကမူးရှူလို့နေပါခေအောင်6ကြားဖြစ်ပြီးတယောက်နဲ့တယောက်စူးစမ်းသလိုကြည်ရင်ကဖြစ်စဉ်ကိုမေးကြည့်တော့ဒီခန်းထဲမှာပဲကလေးလေး3အောင်လာပြီးစော့နေလို့ဆိုတဲ့အိမ်မက်ကိုမက်ပါတယ်တပြေးဖြစ်သူကလည်းအဲ့ဒီလိုပဲမက်တယ်လို့ဆိုပါတယ်ကျွန်တော်ကတော့ကလေး3ယောက်လို့မမြင်မဲ့အခန်းထဲမှာကလေးတန်နေစူညံနေတာကိုမှတ်တာဖြစ်ပါတယ်ကျွန်တော်ကဒီအခန်းเจ้าကိုတည်နေတဲ့သူဆိုတော့တိတ်ပြီးမထူးဆန်းပေမဲ့ဟိုနှစ်ယောက်ကတော့အတော်ကြောက်နေတယ်လို့ပါပဲချက်ချင်းအခန်းပြောင်းကြရအောင်လို့တောင်းဆိုပါတော့တယ်သူတို့ကကိုယ့်ထက်ပိုကြောက်တတ်သူများဆိုတာအခုမှပဲသိပါတော့တယ်ကျွန်တော်လည်းနောက်တနေ့အချိန်စရာအတိုင်းအလုပ်လုပ်ရမှာဖြစ်လို့အေးပြက်လို့မဖြစ်ဘူးဒါကြောင့်အိမ်သာဆောင်သွားနှိုးပြီးအခြားအဆောင်တစ်ခုကအခန်းကိုညာကြီးမင်းကြီးပြောင်းခဲ့ကြပါတော့တယ်ကျွန်တော်တို့တော့ပြောင်းရွှေ့တဲ့အခန်းကအတော်လေးအေးချမ်းပါတယ်ကြောက်နဲ့ဆက်အိတ်ကြတာအတော်နောက်ကျမှအိယာကနိုးကြပါတယ်ကျွန်တော်နဲ့တူပါလာတဲ့ပြင်မပညာရှင်ဆရာကအဲ့ဒီအခန်းအတွက်သူများကမက်ခဲ့တဲ့အိမ်မက်ထဲကကလေးတွေအတွက်အလှူအတန်းလေးလုပ်ပေးခြင်းကြောင့်ပြောပါတယ်ဒါကြောင့်ဒေသခံတပည့်တယောက်ကိုခေါ်ပြီးနီးရဖုံးတော်ကြီးကျောင်းမှာသင်္ကန်းလေးလှူစွမ်းလေးကတ်ချင်ကြောင်သွားလျှောက်ကြမယ်လိုက်ဖို့ပါလို့အကူအညီတောင်းလိုက်ပါတယ်ကျွန်တော်တို့ဘုန်းကြီးကျောင်းမရောက်ခင်ပဲဘုန်းကြီးကသိနေပါတယ်အကြောင်းကတော့သူကျိန်းနေတော့ကလေးတွေလာနှိုးကြောင်းတကာကြီးတို့လွတ်လိုက်တဲ့ကလေးတွေလာလို့ပြီးတော့ကျွန်တော်တို့မှာပါဇက်ဟောင်းသားဖြစ်ရပါတော့တယ်ဒီပြီးတော့ဘသူကိုမှမလွတ်ကြောင်းဘုန်းကြီးတန်ခုမှလာပြီးတော့ရှောက်မလို့လာခဲ့ကြောင်းပြန်လဲလျှောက်တဲ့အခါဖုံဖုံကဟေးဟုတ်လားလို့ပြောပြီးသူတို့ကပြောလို့တကာတို့အလူလုံးလို့လာမယ်ဆိုလို့ကျုပ်ကထိုင်ဆောင်နေတာလို့မိန်တဲ့အခါကျွန်တော်တို့တွေလည်းတယောက်မျက်နှာတယောက်ကြည့်မိပါတော့တယ်ဆိုတာကိုတင်ပြရင်ဒီကုန်းချုပ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ